ရွှေဈေးလောက်ရှိတဲ့ကမ္ဘာဈေးအကြီးဆုံးမီးသွေးတမ်းပြပါမြန်မာပရိသတ်ကြီးရေမီးသွေးဆိုတာထင်းချောင်းတွေကိုမီးရှို့လိုက်ရင်ရနိုင်တာပဲလို့ထင်စရာရှိပေမဲ့ဂျပန်နိုင်ငံကထွက်ရှိတဲ့ဘင်ရှိုတန်လို့ခေါ်တဲ့မီးသွေးကတော့တာမန်မီးသွေးတွေနဲ့လားလားမှမသက်ဆိုင်ပါဘူးအဖြူရောင်မီးသွေးလိုတောင်တင်စားခေါ်ပေါ်ကြပါသည်ဘာကြောင့်လဲဆိုတော့ဒီမီးသွေးဟာကမ္ဘာမှာဈေးအကြီးဆုံးဖြစ်နေရပြီးအဓိကအကြောင်းရင်းကတော့သူ့ကိုပြုလုပ်ထားတဲ့ Uberman Oak လို့ခေါ်တဲ့အလွန်မာကျော်တဲ့တစ်သားကိုအသုံးပြုရတာမို့လို့ပါအပူချိန်1000ဒီဂရီစင်တီဂရိတ်လောက်ရှိတဲ့အထူးမီးပေါင်းပူထဲမှာရသက်တစ်ပတ်ပေါင်းများစွာစိတ်ရှည်လက်ရှည်နဲ့ပေါင်းခံထုတ်လို့ရလို့ဖြစ်ပါသည်အဲ့လိုအစင်းစင်းပြုလုပ်ပြီးတဲ့နောက်ထွက်လာတဲ့ဘင်ချိုတန်မီးသွေးဟာတံမဏိလိုမျိုးမာကျောနေပြီးတစ်ခုနဲ့တစ်ခုခောက်လိုက်ရင်တတ်ထုတန်လိုမျိုးကြည်လင်တဲ့အတန်မျိုးထွက်ပေါ်လာပါသည်သူ့ရဲ့ထူးခြားချက်ကတော့မီးဆွဲလွယ်ရုံနေမကဘဲနဲ့အပူချိန်ကိုအချိန်ကြာကြီးတည်ငြိမ်အောင်ထိန်းထားနိုင်ပြီးမီးခိုးနဲ့အညှော်နဲ့လုံးဝမထွက်တာပဲဖြစ်ပါသည်ဒါကြောင့်မလို့ကမ္ဘာအဆင့်မြင့်စားသောက်ဆိုင်ကြီးတွေမှာအသားกินတဲ့အခါမှာအသားရဲ့သဘာဝအရသာကိုမပြတ်စည်းစေပဲအတွင်းပိုင်းထိနူးညံ့အောင်กินနိုင်မှုအတွက်ဒီမီးသွေးကိုပဲမဖြစ်မနေအသုံးပြုကြရပါသည်